အားလုံးပဲမင်္ဂလာပါကဘာဦးကျန်ခင်းကြီးကိုတူတကွာဖက်ရှုဖို့ရန်အတွက်အားလုံးကိုခေါ်ပေးပါတယ်။ကြားတခင်ကြီးလည်းနောအင်းနဲ့သူဤသားတို့ကိုကောင်းချီးပေးတော်မူ၍တင်တို့သည်ညာပြစွာမွေးဖွားလျက်မြေကြီးပြည့်စေကြလောမြေတိဆန်မိုးကောင်းကင်ရဲ့အစရှိသောမြေပေါ်မှာလှုပ်ရှားတတ်တဲ့မြတ်နှင့်ပင်လယ်ငါးအပေါင်းတို့သည်တင်တို့ရှိမှကြောက်ရွံ့တုန်လှုပ်ခြင်းသဘောရှိရကြလိမ့်မည်ထိုတိဆန်တို့ကိုတင်တို့လက်၌ငါအပ်၏အသက်ရှင်၍လှုပ်ရှားတတ်တဲ့မြတ်သည်အတီးရွက်ကဲ့သို့တင်တို့စားเสียဖို့ဖြစ်ရမည်ခတ်သိမ်းသောအရာတို့ကိုတင်တို့၌ငါအပ်ပေ၏သို့တော်လည်းအသက်ကြီးဟူသောအသွေးနှင့်တကွာအသားကိုမစားရအကယ်၍တင်တို့အသက်ကြီးဟူသောတင်တို့အသွေးကိုငါတောင်းမည်လူတရိษံအပေါင်းတို့၌ငါတောင်းမည်ခတ်သိမ်းသောလူတို့၏ညီကို၌လူ၏အသက်ကိုငါတောင်းမည်အချင်းသူသည်လူ၏အသွေးကိုတွန်း၏ထိုသူ၏အသွေးကိုလူလက်ဖြင့်တွန်းရမည်အကြောင်းမူကားဘုရားသခင်သည်မိမိပုံတည်းနှင့်အညီလူကိုဖန်ဆင်းတော်မူ၏တင်တို့သည်တားကိုဖွာ၍ညားပြကြလောမြေပေါ်မှာလူမွေးဖွား၍ညားပြကြလောဟုမိန့်တော်မူ၏တဖန်ဘုရားသခင်သည်နော၏ညီသူ၏သားတို့ကိုမိန့်တော်မူသည်ကားတင်တို့နှင့်၎င်းနောက်ဖြစ်တဲ့သောအမျိုးနွယ်နှင့်၎င်းတင်တို့ထံမှအသက်ရှင်သောရိစံတီဟုသောငှက်တာရင်တာရဲ့ရှိသည်များတင်မောတွေကထက်ဆင်းသည်များမှစ၍မြေရိစံပေါင်းတို့နှင့်၎င်းငါသည်ကိုယ်တိုင်ပြည်ညင်ပြု၏တင်တို့နှင့်ငါပြုသောပြည်ညင်ဟုမူကားရေလွှမ်းမှုခြင်းအပြင်ခတ်သိမ်းသောတလဝါတို့သည်နောက်တဖန်မဆုံးရကြမြေကြီးကိုဖျက်ဆီးဖို့ရာနောက်တဖန်ရေလွှမ်းမှုခြင်းမရှိရာထိုမှတပါငါတပတ်တင်တို့နှင့်တင်တို့ထံမှအသက်ရှင်သည်များသောတရိษံတို့တဖက်၌တာမြေအစဉ်ဆက်မပြတ်ငါပြုသောပြည်ညင်၏လက္ခဏာတက်တည်ဟုမူကားငါဤတက်တန်ကိုမိုးတိမ်၌ငါထား၏ထိုတက်တန်သည်မြေကြီးနှင့်ငါပြုသောပရိညင်ဤတက်တည်ဖြစ်လိမ့်မည်ငါသည်မိုးကိုအုံစီသောအခါမိုးတိမ်၌တက်တန်သည်ထင်ရှားလိမ့်မည်ထိုအခါငါတစ်ဖက်တင်တို့မှဆာ၍အသက်ရှင်သောတတဝါတရိษံရှိသည်များတို့တစ်ဖက်၌ရှိသောငါဤပရိညင်ကိုအောင်းမိသည်ဖြင့်ခတ်သိမ်းသောတတဝါတို့ကိုဖျက်ဆီးခြင်းငါနောက်တစ်ဖက်ရေလွှမ်းမှုခြင်းမရှိရာမိုးတိမ်၌တက်တန်ရှိသည်ကိုငါကြည့်ရှုသည်ဖြင့်ဘုရားသခင်ဤမြေကြီးပေါ်မှာအသက်ရှင်သောတတဝါတရိษံပေါင်းတို့စัจ जा မှာရှိသောထာဝရပရိညင်ကိုငါအောက်မေ့မည်ဤဒီကငါနှင့်မြေကြီးပေါ်မှာရှိသောတတဝါပေါင်းတို့ဤစัจ जा မှာငါမြေဖွဲ့သောပရိညင်ဤလက္ခဏာတတိဖြစ်သည်ဟုနောဤကိုဘုရားသခင်မိန့်တော်မူ၏တင်မောတွေကထွက်ဆင်းသောနောဤသားတို့ဤအမည်ကရှေမာဟာမယာဖက်ဒီဟာမဒီခါနန်ဤအပါဖြစ်၏ဤသူတို့သည်နောဤသားသုံးယောက်ဖြစ်၍မြေကြီးတစ်ပြင်လုံး၌နှံ့ပြားကြ၏နောဤသည်လေလုံးသောအသက်ကိုပြုစု၍စပီးဥယျင်ကိုဆိုင်လေ၏စပီးရေကိုလည်းတောက်၍ရစ်မှုတစ်ဖြင့်မိမိတဲ၌အဝတ်မချုံမဲနေလေ၏ခါနန်ဤအပါဟာမသည်မိမိအပါ၌အဝတ်အချီးစီးရှိသည်ကိုမြင်လေပြင်မာရှိသောအကိုနှစ်ယောက်ကိုပြောလေ၏ရှေးမနှင့်ယာဖက်တို့သည်အဝတ်ကိုယူ၍ပခုံးပေါ်မှတင်ပြီးလျင်နောက်သို့ဆုတ်သွား၍မိမိအပါ၌အဝတ်အချီးစီးရှိသည်ကိုဖုံးကြ၏သူတို့သည်ပြင်သို့မျက်နှာပြုသောကြောင့်မိမိအပါ၌အဝတ်အချီးစီးရှိသည်ကိုမမြင်ရနောဤသည်ရစ်မှုချင်းပြောက်၍နိုးသောအခါမိမိ၌တားငယ်ပြုသည်ကိုတည်လျင်ခါနန်သည်ကျင့်ချင်းကိုခံပါစေအကိုတို့၏ကျွန်တို့၌ကျွန်ဖြစ်ပါစေဟုဆို၏တဖန်ရှေးမ၏ဘုရားသခင်ထာဝရဘုရားသည်မင်္ဂလာရှိတော်မူစေတည်းခါနန်သည်ရှေးမ၏ကျွန်ဖြစ်ပါစေဘုရားသခင်သည်ယာဖက်ကိုကျေးဇူးတော်မူသည်ဖြင့်ရှေးမ၏တေတို့တွင်နေပါစေခါနန်မူကားသူ၏ကျွန်ဖြစ်ပါစေဟုဆိုလေ၏နောဤသည်ရေလွှမ်းမိုးသောနောက်အနှစ်350အသက်ရှင်၍အသက်ပေါင်း950ရှိသောအနိစ္စရောက်လေ၏ဒါနာတို့ရောက်ခြင်းစီတိုင်းပေါ်မှာဖျားရှင်သား၍ကောင်းချီးပေးပါစေအာမင်